ဒီဗီဒီယိုမှာတော့ကျွန်တော်အဲ့ဒါတော့ဆောင်ဖြစ်ပါတယ်ဆိုတော့ guys တော့မယ်ဟိုငါအဲ့ဆောင်ဆိုတာငါတင်ရစပူလာတာဟိုဆိုတော့ဒီနေရာမှာဆောင်မယ်ဆိုတော့ကျွန်တော်ပြောင်းလို့မရဘူးကျွန်တော်ဟိုမူနဲ့ဆောင်မယ်ဗီဒီယိုမူနဲ့ဆောင်မယ်ဆိုတော့ဖြောင်းလိုက်အောင်မယ်ကဲခွင့်မှုပြောင်းပြီးပြီဆိုတော့ပြီးနေရမှာစောက်လေးလိုက်ရှာမယ်ဒီရမကြိုက်ဝါဒီရတော့မကြိုက်ဆိုတော့အချိန်အားပေါ့နော်10မိနစ်ပဲဟုတ်အေး10မိနစ်လောက်ပဲထားအေးစောင်းနေကြိုက်ဝါတော့ပဲထားတော့ကျွန်တော်ဒီလိုပုံစံလေးစောက်လိုက်တယ်စောက်ပြီးတော့ဒါထည့်မယ်โอเคဆိုတော့ဗီဒီယိုဆက်ကြည့်လိုက်တော့ကြည့်ပါကျွန်တော်အိမ်ဆောင်တော့နေမိုးလေးရွာလာဗျာဆောင်းရလာရကွာကျွန်တော်အိမ်ဆောင်နေမိုးရွာလာပါလေဆောင်းရမိုက်လေရโอเคတိုးညာတာပေါ့နော်ကောင်းမှုတက်လိုက်ပါတယ်ဆိုတော့ပီမာစတိစားပေါ့ဗျာဒါနဲ့ကျွန်တော်အထဲမှာရှိတဲ့နေလို့တွေဖယ်လဲပါတယ်ဟို
sorry ဒီကောင်းလေးရောက်ဖေးရောက်ရောက်အဆောင်လေးရောက်ဒါလည်းပဲကျွန်တော်အဲ့တွင်းခန်းပြင်မယ်ဆိုပြီးတော့လိုအပ်ပစ္စည်းရှာနေပါတယ်ဒီဘောလေးကျွန်တော်တစ်ခါမြူဘူးဗျအခုအပရင်းမှာထွက်လာတာဗာလဲတော့မသိဗျာကဲနောက်ဆုံးမှာတော့ကျွန်တော်ဆောက်တဲ့အဲ့ဒီပြီးဆုံးသွားတာဖြစ်ပါတယ် Discord အချင်းမင်းနေပါမနဲ့လားနေဆောက်ရမိုက်ရရမိုက်ဆိုတော့နောက်သေးမှကြတယ်မဒါမီးဘူးကြောင့်မဒါဆက်ချုပ်နေဒါဦးလေးဘောအဲ့လိုဒီမှာမီးနေထားတာဒီမှာစာကြမ်းမို့လို့ပါလို့ဆိုတော့စာရေးဖက်ရအောင်ပြီးတော့ဒီကခုနအတိုင်းပဲဒါအတိုင်းလိုက်ထားပြီးတော့ဘာမှမရှိဘူးဒီတိုင်းပဲဒီတော့ဒီမှာဖလေးကြမောင်နှမဟာလားညီကိုလာပါဒီမှာသူတို့အမိသားစုပေါင်းဘာညာလို့ရှီရှောင်းပေါ့အဲဆိုတော့ကွာဒီနေ့တော့လောက်ပါကွာဟိုကြီးစုပေးရလူတွေလည်းအားလုံးတူတူပြန်တယ်ကွာဘိုင်ဘိုင်โอเคဒီဘိုင်ဘိုင်နော်ဒီအဲ့နော်ဘိုင်ဘိုင်နော်ဘာလို့ရတော့ကြောင်ဒီဟင်ကွာတော့ဘယ်နှမပေးမယ်ကွာ10မိနစ်မှာကွာဘယ်နှမပေးမယ်10မိနစ်မှာဘယ်နှမပေးဘယ်နှပြောဒီအန်10မိနစ်မှာဘယ်နှမပေးမယ်ဒီလားငါတော့ကွာ10မိနစ်မှာကွာ10မိနစ်ပေးတယ်ကွာဆိုတော့တလားပဲကွာ